ဘာကိုမနာလို့ဖြစ်တာလဲဟမ်တချိန်တော့လည်းမင်းမမိုးလို့ပဲမင်းထောက်ဖို့လုပ်ခဲ့တဲ့ကောင်မျိုးမဟုတ်ဘူးလားဘာတွေဘလို့ဖြစ်ကြလဲဆိုတော့ကျွန်တော်နဲ့အတူတူစပ်စုလိုက်ရနော်လွေဆိုတဲ့အောက်တန်းစားကောင်က तू ကကျွန်တော်ကို तू ကစိန်ခေါ်ထားတယ်နော်စိန်ခေါ်ထားတယ်ကျွန်တော်ဒီသူ့ကိုကြောက်လို့ပြန်မပြောတာမဟုတ်ဘူးနော်ကျွန်တော်ပြောလိုက်ရင်ဒီတက်မကပွဲတွေကပို့ပြီးတော့ဖြစ်သွားမှကြောက်လို့နိုင်ငံရေးတတိတွေဖုံးသွားမှကြောက်လို့ကျွန်တော်မပြောတာအခုက तू ကတပုတ်လည်းမပြီးသေးဘူးတပုတ်လည်းမပြီးနှစ်ပုတ်လည်းမပြီးထက်တင်နေတယ်အခုကျွန်တော်ကို तू ကထိခိုက်စော်ကားတယ်စော်ကားတာဖြစ်တဲ့အတွက်ကျွန်တော်ကအခုလိုမျိုးလာရောက်ပြီးတော့တက်ပြောဦးမယ်ဒီတပုတ်နောက်ဆုံးပဲအဲ့တော့ဟောဒီကမိသားစုတွေဝေဖန်သုံးတက်လို့ရတယ်ဒီကောင်ဘလို့စကားပြောတာလဲကျွန်တော်ဘလို့ပြန်ပြောတာလဲဆိုတာဝေဖန်သုံးတက်ပြီးတော့မှတ်ချက်မှာရေးသွားလို့ရတယ်နော်ဘဒူမားတယ်ဘဒူမှန်လဲဆိုတာကျွန်တော်ထောက်ပြမယ်နော်တေချာနားထောင်ဒီကောင်ဘလို့ပြောလဲဆိုတာအောက်တန်းစားကောင်အမေစုကိုပဲအမေတော်အောင်စန်းစုကြည်ကိုပဲဝေဖန်ပြောပဲပြောတခြားသူကိုပဲဝေဖန်ပြောပဲပြောကိုပြောလိုက်မယ်ဆိုရင်ကိုရဲ့လှုပ်ရက်ကမှန်ကန်ဖို့အရေးကြီးတယ်နော်မှန်မကန်မနဲ့တစ်ဖက်လူကိုပြောလိုက်မယ်ဆိုရင်တစ်ဖက်လူတွေကခံမှာမဟုတ်ဘူးပြောမှာပဲအဲ့တော့မင်းလှုပ်ရက်ကမှန်ကန်လားမှားလားဆိုတာမင်းကိုမင်းစဉ်းစားမင်းလှုပ်ရက်ကမှားနေလို့သာငါတို့ကထောက်ပြီးတော့ပြောနေရတာမင်းသိလားနော်စပ်ပြီးနားထောင်နာရရင်တွေးတော့မတွေးရဘူးဟာလားကျန်တဲ့လူမပြောဘူးနိုင်ကြီးသည့်အာနာရကြီးမင်းတို့မျိုးကြာကိုလီကောင်တွေကိုအမြင့်ဖြတ်မယ်နိုင်ကြီးသည့်အာနာရကြီးမယားကြီးငုတ်တုံနဲ့သားသမီးကဒီမှာလာပိုင်းပဲရှိသေးတယ်နောက်လူကိုဖောက်ပြန်ပြီးတော့ကြာကိုလီကောင်တွေကိုပဲနော်အမြင့်ဖြတ်မယ်နိုင်ကြီးသည့်အာနာရကြီးနော်ဒါပဲပြောမယ်ကျန်တာမပြောသေးဘူးနော်ဆက်သွားမယ်မမိုးတီကြီးမကြီးတယောက်တည်းပဲရှိတော့တယ်ကျန်တဲ့လူတွေကဘယ်သူမှမရှိတော့ဘူးမမိုးတယောက်ပဲဒုံတော့တယ်ဆိုတဲ့စကားလုံးကိုငါတခုမှငါမပြောဘူးမမိုးတီနိုင်ငံရေးမှာအမျိုးသမီးစံပြခေါင်းဆောင်တယောက်ထုံကားနေတယ်ထိရောက်မှုရှိတယ်ဆိုတာမမိုးတယောက်ကိုနိုင်ကြီးမြင်တယ်ဆိုတဲ့အကြောင်းကိုနိုင်ကြီးပြောတာနော်ကိုစီတို့ဆိုတဲ့စကားကိုမင်းထဲမပြောနဲ့မမိုးတီအမျိုးသမီးစံပြခေါင်းဆောင်ထဲမှာအမျိုးသမီးစံပြထဲမှာမမိုးတယောက်ထုံကားနေတယ်ထိရောက်မှုရှိတယ်လုံနေတဲ့နော်နာစရာရှိရင်မမိုးဘက်ကိုနာရမယ်အမေသားသမီးချင်းချင်းဘက်ကိုနာရမယ်ဘောမတွေဘက်ကိုမနာနဲ့ဆိုတဲ့အကြောင်းကိုပဲငါပြောတာနော်ဆက်ပြီးတော့နားထောင်ကိုစီဆိုတဲ့စကားလုံးကိုမင်းမသုံးနဲ့ငါပြောတဲ့အထဲမှာကိုစီတို့တခြားသူတို့ဆိုတဲ့စကားလုံးကိုငါတခုမှမပြောဘူးအခုဖြစ်နေတဲ့ပွဲမှာမင်းကိုစီကိုမင်းမထဲနဲ့ကိုစီချီဘွားတိချီဘွားအောက်မှာပဲမင်းရှိတယ်ကိုချီကိုမနိုင်နဲ့ကိုစီနဲ့မင်းနဲ့နှိုင်းချင်စရာတကောမှမရှိဘူးနော်ကိုစီကကိုစီလောက်ရကိုစီတွားနေတာအောက်တန်းသားကောင်မင်းနဲ့တခြားစီမင်းကကိုစီချီဘွားအောက်မှာပဲမင်းရှိတဲ့ကောင်နော်ကိုစီကိုငါတခုမှငါမပြောဘူးနော်ငါမမိုးပဲငါပြောတာကိုစီဆိုတဲ့စကားလုံးကမင်းကအရင်စပြီးတုံးလာတာနော်အရင်စပြီးတုံးလာတာနော်ကိုစီနဲ့မင်းနဲ့မနိုင်ကြဆောက်ကြောင်းမရှိတာကိုစီချီဘွားအောက်မှာမင်းပဲရှိတယ်နော်နားလဲလားဆက်ပြီးနားတော့မမိုးဟာကိုငါမှားနေတာမဟုတ်ဘူးငါတို့ကမမိုးလောက်ရက်တရားမှန်ကန်တယ်ထောက်ခံနေတာမင်းကဘာလို့မနာလို့ဖြစ်တာလဲဟမ်တချိန်တော့ကလည်းမင်းမမိုးလို့ပဲမင်းထောက်ဖို့လုပ်ခဲ့တဲ့ကောင်မျိုးမဟုတ်ဘူးလားဒါပေမဲ့မင်းကထောက်ဖို့လုပ်တယ်မင်းဘက်ကဘလောက်ပဲမှန်နောက်ဆုံးတော့မင်းဘက်ကမှားတာဖြစ်တဲ့အတွက်မင်းထောက်ဖို့မလုပ်တော့ဘူးလူတွေကများမင်းကိုပြောဆိုကြတော့မင်းစိတ်မလုံတော့မင်းထောက်ဖို့ရက်လိုက်တာဖြစ်တဲ့အတွက်မင်းမှားတယ်အဲ့တော့မင်းမှားတာဖြစ်တဲ့မင်းဘဝရာအခုလားထောက်ဖို့လောကမဟုတ်တော့ဘူးဈေးရောက်တဲ့လောကဖြစ်သွားပြီမမိုးကိုငါတို့ကမှန်တဲ့လမ်းသွားနေတာဖြစ်တယ်မမိုးဘက်ကိုငါတို့ထောက်တာအဲ့တော့ကိုစီဆိုတဲ့စကားလုံးကိုမင်းမပြောနဲ့နော်ကိုစီကိုငါတခုမှငါမပြောဘူးနော်အမျိုးတို့ဆက်လက်ပြီးနားထောင်
အဲ့မင်းကထောက်ဖို့လုပ်တယ်မင်းဘက်ကဘလောက်ပဲမှန်နောက်ဆုံးတော့မင်းဘက်ကမှားတာဖြစ်တဲ့အတွက်မင်းထောက်ဖို့မလုပ်တော့ဘူးလူတွေကမင်းကိုပြောဆိုကြတော့မင်းစိတ်မလုံတော့မင်းထောက်ဖို့ရက်လိုက်တယ်ရက်လိုက်တာဖြစ်တဲ့အတွက်မင်းမှားတယ်အဲ့တော့မင်းမှားတာဖြစ်တဲ့မင်းဘဝရာအခုကထောက်ဖို့လောကမဟုတ်တော့ဘူးဈေးရောက်တဲ့လောကဖြစ်သွားပြီမတ်ဘိုးကိုငါတို့ကမှန်တဲ့လမ်းသွားနေတာဖြစ်တယ်လေမတ်မိုးဘက်ကိုငါတို့ထောက်တာအဲ့တော့ကိုစီဆိုတဲ့စကားလုံးကိုမင်းမပြောနဲ့နော်ကိုစီကိုငါတခုမှငါမပြောဘူးနော်အမျိုးတို့ဆက်လက်ပြီးနားတော့လိုက်တွေ follower တွေရတယ်ဆိုတာကသိလားနော်လိုက်တွေ follower ရတယ်ဆိုတာမှန်ကန်တဲ့မှန်သွားနေတဲ့လူတွေမို့လို့ဒါလိုက်တွေ follower တွေပေးနေတာနော်မှန်ကန်မှားနေတဲ့လူတွေသွားနေတဲ့လူတွေဆိုရင်ဘယ်သူမှလိုက်တွေ follower တွေကမပေးစရာစောက်ကြောင်မရှိဘူးလိုက်တွေ follower တွေပေးနေတဲ့လူတွေကသမင်းစားပြီးကြီးလာတဲ့လူတွေချီစားပြီးကြီးလာတဲ့လူတွေမဟုတ်ဘူးချီစားပြီးကြီးလာတဲ့လူတွေအဲ့မင်းတို့တစ်ဖက်ပိတ်ဘောမတွေပဲအဲ့ဘောမစင်းထဲမှာမင်းကပါတယ်သိလားမင်းလီးနဲ့စပ်ပတ်တယ်ပဲလှုပ်အေးဘောမင်းနဲ့လီးနဲ့စပ်ပတ်နဲ့လှုပ်လို့ဒါမင်းကဖောက်ပြန်သွားတဲ့ကောင်ပဲအရှက်မရှိတဲ့ကောင်ပဲမင်းလီးနဲ့ပဲစပ်ပတ်တယ်ပဲလှုပ်အဲ့အကြောင်းကိုနှာထားတယ်မင်းနှာထားတဲ့အကြောင်းတွေငါမပြောဘူးငါတို့ဒီနိုင်ငံရေးအကြောင်းကိုပဲပြောတယ်နိုင်ငံရေးအကြောင်းကိုပဲဆက်လက်ပြီးမင်းပြောမပြောရင်တော့နိုင်မှာလည်းတော့ဒီအကြောင်းဒီမှာထည့်ရတာနဲ့မင်းတို့ရဲ့အပြင်မှာရှင်းကြပါလားတဲ့ဒီစောက်အောင်များနေတာဒီမှာကြည့်ပြီးလို့ပါဘာလက်ညှိုးထိုးနေရတယ်အပြင်မှာရှင်းတယ်မင်းတတိရှိရင်မင်းနေတဲ့နေရာအခုမင်းဈေးရောက်နေတဲ့နေရာမင်းနေတဲ့အိမ် location တတိရှိမင်းချပေးလိုက်ငါလာခဲ့မယ်ရောက်အောင်မရောက်အောင်ငါလာခဲ့မယ်မင်းကဘာလဲစိန်ခေါ်တိုင်းမဲဆောက်ကိုဆင်းလာပါမဲဆောက်ကိုဆင်းလာပါမင်းကမဲဆောက်မှာနေတာငါတို့ကဘန်ကောက်မှာနေတာအမှပဲကြီးအစင်တန်းဘလောက်ကွာသွားပြီဆိုဒါပေမဲ့အစင်တန်းဆိုတဲ့စကားကိုငါပြောထောက်ပြီးပြောတာမဟုတ်ဘူးနော်ဘလောက်ကွာသွားပြီလဲဆိုတော့မင်းကြည့်လိုက်အေးမင်းလိုမျိုးငါပြောမယ်ဆိုရင်အသားဆိုရင်မင်းဘန်ကောက်ကိုလာခဲ့ဘန်ကောက်ကိုလာခဲ့ငါဒီစမှုပကံထဲမှာငါနေတယ်မင်းเจ้าကိုလာခဲ့နော်အခုမင်းကမဲဆောက်ကိုလာဆိုတော့မဲဆောက်ကအကျယ်ကြီးလေဘယ်လိုသွားလို့ရမှာလဲနော်မင်းနေတဲ့နေရာ location တော့ချပေးမင်းစီးပွားရေးကိုငါတို့ဒုံးနဲ့လာထိုးဖို့မလာဘူးဒုံးနဲ့လာထိုးဖို့မလာဘူးမင်းကိုပဲဦးတက်ပြီးတော့ငါတို့မင်းရှူပဲရောက်အောင်လာခဲ့မယ်ဒါတွေကကျွန်တော်ပြောစရာမလိုပါဘူးရှင်းမှာဒီစိုးလွင်ဆိုတဲ့အောက်တန်းစားကောင်နဲ့ရှေ့ကလူတွေနဲ့လည်းပွဲဖြစ်တာလည်းကျွန်တော်မြင်ဘူးတဲ့ဒါပေမဲ့ तू ကစိန်ခေါ်နေတာမဲဆောက်တဲ့ဒါပေမဲ့ तू က location သူ့ရဲ့ချပေးတာမရှိဘူးဒီကောင်တက်တိမရှိဘူးအေးနော်ငါတို့ကအမားလမ်းကြောင်းကိုသွားနေတာမဟုတ်ဘူးအမှန်လမ်းကြောင်းကိုသွားနေတာနော်နိုင်ငံရေးလှုပ်တဲ့လူတိုင်းကအသက်ကိုရှေ့မှာထားပြီးတော့လှုပ်နေကြတဲ့လူတွေကြီးပဲကိုအသက်ကိုနမမျောလို့ကိုလှုပ်ကြတဲ့လူတွေကြီးပဲငါတို့ကမှားနေတဲ့လမ်းကြောင်းတွေမှားနေတယ်လို့ငါတို့ကထောက်ပြတာနော်မှန်တဲ့လမ်းကြောင်းပဲငါတို့သွားတာနော်မင်းတို့မဟုတ်တာလှုပ်လို့သူများဆဲနေတာပေါ့မင်းတို့ဟုတ်တာလှုပ်ရင်ဘယ်သူမှမဆဲဘူးမင်းမဟုတ်တာလှုပ်လို့ငါတို့တွေကဝိုင်းပြီးဆဲတယ်ကွာနော်အဲ့တော့ဟုတ်တာလှုပ်ရင်ဘယ်သူမှမဆဲဘူးဟုတ်လားကျွန်တော်ပြောတာမဟုတ်တာလှုပ်ရင်တော့ဆဲမှာပဲနော်စပီနာတော့အေးယောက်ျားဆိုတာ line မို့ကဆဲမနေနဲ့ဆိုတာငါတို့ကယောက်ျားတွေမို့လို့ဒါမင်းအခုငါ့ကိုစိန်ခေါ်ထားတယ်မဟုတ်ဘူးလားမင်းနေတဲ့နေရာဒါ location ကိုအတိအကျချပေးလိုက်ငါတို့ရောက်အောင်လာခဲ့မယ်နော်ဒါယောက်ျားမို့လို့ငါကလည်းမင်းကိုပြန်ပြီးတော့စိန်ခေါ်တာဖြစ်တဲ့အတွက်မင်း location တော့ရောက်အောင်မင်း location မချဘဲနဲ့ငါဘယ်နေရာသွားမင်းမေစပ်ပတ်ထဲကိုငါသွားမလားငါသွားမလား location ချပါရမှာမင်း live ပွဲလာခဲ့မဲဆောက်ကအကျယ်ကြီးမင်းမေစပ်ဖို့အခေါင်းထဲထင်နေလားအကျယ်ကြီးနော်မင်းတက်တိရှိမင်းနေတဲ့နေရာ location တက်တိချလိုက်ကဲဒါကတော့ဒါပေါ့နော်